လက်တွေပွင့်အောင်နော်ပြီးတော့ငွေကန်ကောင်းအောင်ပေါ့နော်ပြီးတော့မိမိမရင်ဆိုင်နေရတဲ့ဒါအခက်အခဲအကျက်တွေကနေမိမိကဒါအေဂျင့်မှုရရှိအောင်ပေါ့နော်အလင်းအမြန်လွတ်မြောက်နိုင်အောင်အတွက်ကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမိနစ်တိုင်းမှာဒါမျက်နှာတစ်တော်ရေးလေးကတ်လူပေးဖို့အတွက်တိုက်တွန်းခြင်းပါတယ်နော်အဲ့တော့မျက်နှာတစ်တော်ရေးလေးကိုပေါ့နော်ကျွန်တော်ဘယ်လိုကတ်လူရမလဲဆိုတော့လေတင်ပြပေးမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့လွယ်ပါတယ်ရိုးလဲရိုးရှင်းပါတယ်နော်မိမိကမနဲ့အိယာထားတာနဲ့မိမိကဘာလို့ရမလဲဆိုတော့မနဲ့အိယာနိုးပြီးတာနဲ့မိမိကမိမိမျက်နှာမသိခင်မှာပေါ့နော်မိမိမျက်နှာမသိခင်မှာမိမိရဲ့ဒါလက်နှစ်ဖက်ပေါ့နော်လက်နှစ်ဖက်ကိုဒါဆင်ကျင်အောင်ဆက်ပြနဲ့ရင်းနဲ့ဒီဒီချာချာလေးစီးကြောပေးရမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးမိမိရဲ့လက်နှစ်ဖက်ကိုဆက်ပြလေးနဲ့ဆင်ကျင်အောင်စီးကြောပြီးသွားတဲ့အချိန်မှာမိမိကဒီရေတန်းတန်းလေးတစ်ခွက်ပေါ့နော်ဒါမိမိသုံးနေတဲ့ရေလေးရပဲပေါ့နော်ရေလေးကိုအနေလေးတွေအမုံလေးတွေမပါအောင်ပေါ့နော်ရေတန်းတန်းလေးတစ်ခွက်ကိုကျွန်တော်တို့ခတ်ပေးပါနော်ခတ်ပြီးသွားလို့ရှိရင်မိမိရက်နေတဲ့နေရာကနေပြီးတော့ပဲမိမိကအရှိရက်ပေါ့နော်အရှိရက်ဘက်ကိုမျက်နှာမူပြီးတော့ရေခွက်လေးကိုကျွန်တော်တို့လက်နှစ်ဖက်လေးနဲ့ကင်မြောက်ပြီးတော့အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဒါမျက်နှာတစ်တော်ကြီးကတ်လူပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ကတ်လူပေးရမယ့်ပုံစံကတော့ကျွန်တော်စောစောကပြောသလိုပဲဒါရေခွက်ကလေးကိုလက်နှစ်ဖက်နဲ့ကင်မြောက်ပြီးတော့အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှင်ဘုရားအရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘုရားတပည့်တော်သည်နော်ဤမျက်နှာတစ်တော်ကြီးကိုစက်ကပ်ပြီးလူနှမ်းမာတဲ့အရှင်ဘုရားအရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးချီးမြှောက်တော်မူ၍ဤမျက်နှာတစ်တော်ကြီးကိုအသုံးပြုတော်မူပါအရှင်ဘုရားဆိုပြီးတော့ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရှီမန်းပြီးတော့ဒီမျက်နှာတစ်တော်ကြီးကိုကတ်လူပေးရမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကျွန်တော်တို့ကတ်လူထားတဲ့ဒီမျက်နှာတစ်တော်ကြီးကိုအသုံးပြုနေတာလေးကိုကျွန်တော်တို့ကအာယုန်ထဲမှာဆွဲမှတ်ပြီးတော့တရဏဂုံသုံးပါတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိဆိုတဲ့တရဏဂုံသုံးပါကိုကျွန်တော်ရွတ်ဆိုပေးရပါမယ်နော်နောက်ပြီးတော့မေတ္တာတုတ်ပေါ့နော်မေတ္တာတုတ်ရတဲ့သူတွေကတော့မေတ္တာတုတ်လေးပါထည့်ပြီးတော့ရွတ်ရင်ပိုကောင်းပါတယ်နော်မေတ္တာတုတ်မရတဲ့သူကလည်းဒါတရဏဂုံသုံးပါပဲရွတ်ဆိုလို့လည်းရပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီမျက်နှာတစ်တော်ကြီးကိုဒါကျွန်တော်တို့စွန့်ပြီးတော့ကျွန်တော်တို့စပြီးတော့သုံးလို့ရပါပြီနော်အဲ့ဒီမျက်နှာတစ်တော်ကြီးနဲ့မိမိကဒါမိမိရဲ့မျက်နှာကိုမျက်နှာတစ်ပြီးတန်းစင်နာနော်သွားတိုက်တာဒါလှုပ်လို့ရပါပြီနော်ဒီလိုလုပ်ချင်းအပြင်ကျွန်တော်တို့ကဒါအေဂျင့်မှုကိုရရှိစေနိုင်မှာဖြစ်ပါတယ်နော်ပြီးသွားလို့ရှိရင်နှုတ်ကနေပြီးတော့အာယုံလေးပဲဖြစ်ဖြစ်ပေါ့အာယုံပြုပြီးတော့ပဲဖြစ်နှုတ်လေးရပဲဖြစ်ဖြစ်နော်အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမျက်နှာတစ်တော်ရဲ့ခြင်းကိုကတ်လူရသောကုသိုလ်တရားများကြောင့်လဲနော်ဘုရားတပည့်တော်ဒီအေဂျင့်ရပါလို့အရှင်ဘုရားဆိုပြီးဆုတောင်းလို့ရပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ဒါအပူသောကများနေတဲ့သူတွေအခက်အခဲအကျက်တွေပြဿနာကြုံနေရတဲ့သူတွေအတွက်ဒါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမနေ့ကမိမိတို့မျက်နှာမသိခင်မှာဒါမျက်နှာတစ်တော်ရေးကတ်လူတဲ့ဤလေးကိုကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ယေရှုတဲ့သဘောကတော့ကျွန်တော်တို့အေဂျင့်တဲ့သဘောရှိပါတယ်เนาะအေဂျင့်တဲ့သဘောရှိတဲ့ကြောင့်မို့အခက်ခဲကြုံနေရတဲ့သူတွေเนาะအပူပင်သောကဖြစ်နေရတဲ့သူတွေအနေနဲ့ကတော့ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမျက်နှာတစ်တော်ရေးများများကပ်ပေးပါเนาะတောက်တော်ရေးချမ်းပေါ့เนาะတောက်တော်ရေးချမ်းကိုတတိယတိုင်းကပ်ပေးပါเนาะတောက်တော်ရေးချမ်းကိုလည်းကျွန်တော်ဘုရားရှင်ရှိမှတကူတကကြီးသွားကပ်စရာမလိုပါဘူးစောစောကမျက်နှာတစ်တော်ရေးကပ်တယ်လို့ပါပဲเนาะမိမိရှိတောက်ခဏနေတိုင်းရေခွက်လေးကိုရေခတ်ပြီးတိုင်းခတ်ပြီးတိုင်းရေထည့်ပြီးတိုင်းထည့်ပြီးတိုင်းမှာမိမိမတောက်ခင်မှာအရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဤချမ်းကိုလူတန်းပါတယ်အရှင်ဘုရားဆိုပြီးတော့မိမိကတဲ့ရေကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတောက်သုံးနေတဲ့ပုံစံမျိုးเนาะအာယုန်ထဲမှာခေတ္တခဏဆွဲထင်ပြီးတာနဲ့မိမိရဲ့အဲ့ယူတောက်လို့ရပါတယ်เนาะအဲ့တော့ရေတောက်တိုင်းဒီလိုမျိုးလေးလုပ်ပေးပါเนาะရေသည်စောစောပြောသလိုပဲအေဂျင့်နဲ့သဘောကိုစောင့်တဲ့အတွက်ကြောင့်မို့လို့အပူတော့ကရှိတဲ့သူတွေเนาะငွေကြီးပဲဖြစ်ဖြစ်ဘာအပူတော့ကပဲဖြစ်ဖြစ်အပူတော့ကရှိနေသူတွေအနေနဲ့ရေချမ်းများများကတ်ခြင်းသည်အကောင်းဆုံးသောအလှူဒါနတစ်မျိုးဖြစ်ပါတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ဘုံကြီးကျောင်းနေမှာเนาะဘုံကြီးကျောင်းနေမှာကျွန်တော်တို့ရေတန်းလှူတာမျိုးတွေเนาะရေအိုးနော်တောက်ရီအိုးလှူတာမျိုးတွေနော်တောက်ရီရေတံပူးလှူတာမျိုးတွေဒါတွေကိုလည်းများများဒါပြုလုပ်ပြီးတော့ဆောင်ရွက်ပေးသင့်ပါတယ်နော်အဲ့တော့နေဘက်ကလူတွေဆိုလို့ရှိရင်လည်းဒါမိမိအိမ်ရှိမှာနော်မိမိအိမ်ရဲ့ထောင်မှာနော်ဒါရေချမ်းစင်လေးတွေလှူဒန်းပေးတာမျိုးလေးတွေနော်မြေအိုးလေးဝယ်ပြီးတော့ပေါ့နော်ဒါတောက်ရီလေးကိုမိမိကဖြည့်ပြီးတော့မှဒါလမ်းသွားလမ်းလာတွေ
တောက်သုံးလို့ရအောင်ဒါရေချမ်းလူတန်းပေးတာမျိုးတွေကိုဒါများများလုပ်သင့်ပါတယ်နော်အဲ့တော့နောက်ပြီးတော့ဒါကြီးငဲ့တာကားလေးတွေလည်းဒါအခုနောက်ပိုင်းမိုးကုံသွားပြီဆိုတော့ဒါရေရှားပါတဲ့ဒါငှက်ကလေးတွေမှာပြဿနာတွေရှိပါရဲ့နော်အဲ့တော့မိမိအိမ်ထဲပတ်ဝန်းကျင်တော့ရှိတဲ့ငှက်ကလေးတွေကိုလည်းဒါရေလေးတွေလှူလို့ရပါရဲ့နော်အဲ့တော့ခွက်ကလေးတစ်ခွက်ဝယ်ပြီးတော့ပေါ့ဟုတ်တယ်မလားမနေ့ခင်းတိုင်းမှာဒါခွက်လေးကိုစီးကြောပြီးတော့သူတို့ရေလေးအပြည့်ထည့်ထားပေးပါပေါ့နော်ဒါဆိုသူတို့တနေ့ကုန်ဒါငှက်ကလေးတွေအနေနဲ့ရေလေးတွေကိုဒါတောက်သုံးလို့ရမှာလည်းဖြစ်ပါတယ်နော်အဲ့တော့ရေကအေဂျင့်ပါတယ်အေဂျင့်နဲ့ကြမို့လို့ရေကိုများများလှူပေးပါနော်ရေချမ်းများများလှူပေးလားလှူပေးပါနော်အိမ်မှာကိုယ်ွယ်ထားတဲ့နော်ဗုဒ္ဓမြတ်စွာဘုရားရှင်နော်ကိုရမကြီးကိုရီမမိကိုယ်ွယ်ထားတဲ့ကျောင်းဆောင်တော်မှာရှိတဲ့ဆင်းတုတော်ကိုရေလှူထားတဲ့လုပ်နိုင်ပါတယ်နော်ပြီးတော့မိမိပတ်ဝန်းကျင်မှာနော်ရေကိုလှူဒန်းတာလည်းလုပ်နိုင်ပါတယ်နော်မိမိအိမ်ရှိမှာဒါရေဦးစင်လေးတွေရေချမ်းစင်လေးတွေတိဆောက်ပြီးတော့လေရေကိုအလှူဒန်းပြုနိုင်ပါတယ်နော်နောက်ပြီးတော့ဘုန်းကြီးကျောင်းမှာနော်ဘုန်းကြီးကျောင်းတွေမှာလည်းကျွန်တော်တို့တွားပြီးတော့ဒါရေချမ်းစင်လှူဒန်းလို့ရပါတယ်နော်နောက်ဈေးရုံတွေနော်လူအများရှိတဲ့နေရာတွေပေါ့နော်ဒါဈေးရုံတွေနော်ဒါဘိုးဘွားရိပ်သားတွေနော်ဒီလိုမျိုးဒါလူတွေများများရှိတဲ့နေရာမျိုးပေါ့နော်ဒီလိုနေရာမျိုးတွေမှာကျွန်တော်တို့ကရေတံဘူးလူတာမျိုးတွေနော်ရေချမ်းစင်လူတာမျိုးတွေလုပ်နိုင်ပါတယ်နော်နောက်ပြီးတော့မိမိရဲ့အိမ်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကြီးငှက်တာကနော်တရိษံလေးတွေကိုလည်းမိမိကရေကိုလှူဒန်းနိုင်ပါတယ်နော်ဒီကနေ့မှာတော့ကျွန်တော်ဒါလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမကြီးကိုမျက်နှာတစ်တော်ကြီးကတ်လူနီနဲ့ကျွန်တော်တို့ရေလှူဒန်းခြင်းနေပါနော်ဒါလေးကမိမိတို့အင်မတန်မှအကျိုးများစေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေကြတဲ့မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ channel ထဲမှာရှိနေကြတဲ့မိတ်ဆွေတွေကိုလည်းဒီလူဒန်းတာလေးကိုကျွန်တော်များများပြုစီလိုပါတယ်နော်ဒီလူဒန်းတာရဲ့ကုသိုလ်တရားလေးကမိတ်ဆွေတို့ကိုဒါအပူတော့ကားတွေကနေပြီးတော့အမြန်ဆုံးကင်းလွတ်စေပါတယ်အမြန်ဆုံးကင်းဝေးစေပါတယ်เนาะအခက်ခဲအကျက်တွေကနေတော့လေဒါအမြန်ဆုံးလွတ်မြောက်စေပါတယ်အေဂျင့်မှုကိုအမြန်ဆုံးရရှိစေပါတယ်เนาะဒါလေးကိုကျွန်တော်ဒီကနေ့မှာမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့တခြားသူများလည်းသိရှိတော့အောင်ဒါမျှဝေခြင်းဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ကုသိုလ်ဒါယူပေးကြပါเนาะအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတွေအားလုံးနဲ့ကျွန်တော်ရဲ့ channel ထဲမှာရှိနေတဲ့မိတ်ဆွေများအပေါင်းဘေးရန်ခတ်တဲ့ကင်းငြိမ်းကြပါစေဒေါသခတ်တဲ့ကင်းငြိမ်းကြပါစေစင်းရဲခတ်တဲ့ကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလူရဆန္ဒပြေဝကြပါစေเนาะဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမျက်နှာတစ်တော်ကြီးကိုလူရန်သောအကျိုးเนาะရေကုသိုလ်ကိုပြုရသောအကျိုးဤအကျိုးတရားများကြောင့်เนาะမိတ်ဆွေများအပေါင်းတို့သည်လေအပူပင်အသောကမှန်သမျှအားလုံးကင်းဝေးကြပြီလင်နော်အေဂျင့်ချင်းကိုမုတ်ချမသွေရောက်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ